ပိုင်းမှာမိုးရမှာဆိုလို့ငါပြောသည်ကလာသေးတယ်ငါပြောသည်အုံသည်နဲ့ငါပြောသည်ဘသူတင်လာတယ်ဘာတင်မှန်းလည်းမသိဘူးအုံသည်ရငါပြောသည်လေးငါပြောသည်သုံးပြီးနဲ့ဟောဘာမှမသိခဲ့ဘူးကိုတို့လိုမသိပဲလုပ်ခဲ့တယ်များတယ်ဒီတိုင်းပဲခလေးလေးမွေးလိုက်တယ်ဗုဒ္ဓဘာသာထုံးတယ်မလို့နားသားတဲ့မင်္ဂလာနားသားတဲ့မင်္ဂလာဟင်ဒီကလာတာပဲအဲ့တော့ကိုတို့တွေမှာအဲ့လိုအနုပညာထဲမှာဒီတိုင်းပဲခလေးလေးမွေးလိုက်ပြီးရဝိနုထသနအနေလပြတယ်မင်္ဂလာတီးဒါထေးတော့လည်းမဆိုင်ဘူးကလားတွေကကောင်းငင်ပြတယ်ရဝိနုထသနအနေလပြတယ်မင်္ဂလာတီးကန္နဝိဇ္ဇနာနာကိုတာရင်ပြူအနာတာဒါလည်းတို့နဲ့မဆိုင်ငဲဆံပေရာခြေမြစ်တွေကကေသစ္စနာဒါတို့နဲ့မဆိုင်ဘူးပခက်တင်နာကဒေါလာကရဏဒီဒါလည်းတို့နဲ့မဆိုင်ဘူးတန်မူလဘတ်တာကွန်ထမင်ခွန်နာမင်္ဂလာဒီအဲ့ဒါလည်းကိုရိုးနဲ့မဆိုင်ဘူးဒီမင်္ဂလာကိုရိုးနဲ့ဘာမှမဆိုင်အဲ့တော့စာရေးတဲ့ပုဂ္ဂိုလ်က38ဖျားဖျားဟောတာ38ဖျားမင်္ဂလာအရင်ထားသမို့စဉ်းစားခဲ့သည်တကယ်မမေ့ပါနဲ့အတီးစတဲ့လိုက်တော့မှန်တယ်38ဖျားဘယ်သူဟောလဲ38ဖျားကအာဒေဝနာဇာဘာလနပဏိဒါနဇာဒေဝနာပူဇာဇာပူဇာနေနမေအေတံမင်္ဂလာဘုဒ္ဓလူမိုက်ဆွေးမပေါင်းနဲ့ပညာရှိပေါင်းကောင်းတဲ့အရာတွေရွေးအဲ့ဒါလေးကိုတဲလိုက်ပြီးတော့မှယဝိနုထသနာ3ခုပဲပါတယ်ပပိစိတထုံးလားပပိစိတထုံးလားနဲ့သာသနာအမွေတီးဒါထေရဝါဒနဲ့ပတ်သက်တာတရားတော်မြတ်မြို့ကြားလီလီယူတိဓာတ်ပေါ့မြတ်စွာဘုရားရုပ်ပွားစီရီနေကစားတင်ညမိဒီ3ခုပဲပါအော်နှစ်သေးကုလို့တင်းညံသားတော့ရင်းငံစတော့တင်းညံသားမယ်ဒါလည်းတို့နဲ့ဘာမှမဆိုင်ဘူးဆိုတော့မင်္ဂလာ12ပါးလောကီမင်္ဂလာ12ပါးမှာထေရဝါဒနဲ့ပတ်သက်တာ3မျိုးပါတယ်ပပိစိတရားတော်မြတ်မြို့ကြားလီလီယူတိ